နီ쇼ပြီးတော့လို့ရှိ第三쇼ပြီးစမ်းလျှော်ပေါ့နော်၃ခန်းမှာမှအသေးလေးအများကြီးပါတယ်ပေါ့နော်အဲ့ဒီမှာအဲ့လိုမျိုးလေးလာမှာဖြစ်တယ်အဲ့တော့ပထမဆုံးဓာတ်ရိုက်လျှော်အနေစာပြီးတွေ့လိုက်ရမယ်ဆိုလို့ရှိရင်အင်းရှော့ကုယောဟင်းစေဆိုကျော်အင်းရှော့ကုယောဟင်းစေဆိုကျော်ဆိုတာကစားတောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတည်းဆိုတော့မှာပေါ့နော်စားတောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းမှာဟီချီယိုနာဂီနိုဟီချီယိုနာဆိုတာလိုအပ်တဲ့ဂီနိုဆိုတာကျွမ်းကျင်မှုတွေပေါ့နော်လိုအပ်တဲ့ကျွမ်းကျင်မှုတွေ skill တွေဒါကိုပြောချင်တာပါเนาะအဲ့ဒါတွေကိုအရင်လေ့လာရမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အဲ့ဒီအခန်း1မှာမှနံပါတ်1ကလေးကိုကြည့်ကြည့်မယ်အဲ့တော့နံပါတ်1လေးကိုကြည့်မယ်ဆိုလို့ရှိရင်เนาะအီရိုနာအင်းရှုကုဒိုဟင်းစေဆိုကျော်အမျိုးမျိုးသောစားတောက်ပုံထုတ်လို့ရှိရင်လုပ်ငန်းတွေအကြောင်းကိုလေ့လာမှာဖြစ်တယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အင်းညောရရှော့ကူဟင်းရှော့ကူရိုဟင်းကအင်းညိုဆိုတာကတောက်เสียပစ္စည်းတွေကိုပြောတာเนาะတောက်เสียပစ္စည်းတွေနဲ့စားတောက်ကုန်ပစ္စည်းတွေကဆိုလို့ရှိရင်ね私たちの生活に欠かせませんပေါ့เนาะကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကြော်သွားလို့မရတဲ့အရာတွေဖြစ်ပါတယ်အင်းညိုရရှော့ကူဟင်းခိုးကြောတဲ့ဒီစားတောက်ဘယ်လိုပြောမလဲတောက်เสียတွေနဲ့စားเสียပစ္စည်းတွေကိုစက်ရုံမှာစေဆိုဆူရှိကိုတို့ကစက်ရုံမှာထုတ်လုပ်ခြင်းလုပ်ငန်းကအင်းရှုပ်ကူတွင်းဟင်းစေဆိုကျော်တဲ့အဲ့လိုအဲ့လုပ်ငန်းကိုမှအင်းရှုပ်ကူတွင်းဟင်းစေဆိုကျော်လို့ခေါ်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ပြောချင်တာကဒီစာကြောင်းကြီးကဒီစာကြောင်းဆိုတော့ဒီခခဆဲမဆမ်းမပါပဲねဒီနောက်ကပေါ့နော်အင်းရောရရှုပ်ကူတွင်းဟင်းခိုးကြောတဲ့စေဆိုဆူရှိကိုတို့ကအင်းရှုပ်ကူတွင်းဟင်းစေဆိုကျော်တဲ့ဆိုတဲ့ဟာကဒီin shoku yo hin se so gyo ရဲ့ definition ပေါ့နော်အဲ့တော့ဒီဟာကိုဘာလဲလို့မေးလာလို့ရှိရင်ဒါမျိုးသိရမယ်ပေါ့နော်တောက်စရာတွေစားစရာတွေကိုစက်ရုံမှာထုတ်လုပ်ခြင်းအလုပ်ပေါ့နော်အဲ့လိုမျိုးသိရမယ်နောက်တစ်ခုဟာမှုဆိုတာဝက်ပေါင်ချောက်ပေါ့နော်ဝက်ပေါင်ချောက်တွေ sausage ကြီးဆိုတာဝက်ဦးချောင်းတွေ sakana no kanzume ငါးတစ်တာဘူးတွေချောမိကျော်ဟင်းချက်အမွှေးကြိုင်တွေပန့်ရအောင်ခါရှိပါမုတ်နေအချိုမုတ်အချိုတွေပေါ့နော် snacks တွေပေါ့နော်ဘာမုတ်တွေတေးစာမုတ်တွေဘန်ဒိုထမင်းဘူးရစိုးဆိုင်ဆိုတာကြတော့အရန်ဟင်းတွေပေါ့နော်ကျွန်တော်တို့ငချောက်ကျော်တို့ငပိကျော်တို့စသဖြင့်အရန်ဟင်းမျိုးတွေပေါ့နော်အဲ့ဒါတွေရဲ့တဲ့ဒေတိုရှော့ကူဟင်းနာတော့နော်အေးခဲထားတဲ့စားတောက်ကောင်စသည်ကရှော့ကူရောဟင်းစေးဆိုကျော်အဲ့ဒါတွေရဲ့ပေါ့နော်ဒီကုန်ထုတ်လုပ်ခြင်းလုပ်ငန်းဒီတဲ့ဂျူဆူယာအိုချနော်ချိုရည်တွေရင်သွေးချမ်းတွေcoffee coffee နာတို့နော်အင်းရောစေဆိုကျော်နာတို့နော်အဲ့ဒါတွေကိုထုတ်လုပ်တဲ့ဒီတောက်เสียထုတ်လုပ်ခြင်းလုပ်ငန်းတွေအီရိုနာအင်းရှကုညောဟင်းစေဆိုကျော်ကအာနီမတ်အမျိုးမျိုးသောကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကတော့ရှိပါတယ်ဥပမာစားတောက်ကုန်ထုတ်တဲ့ဟာမျိုးတွေနောက်အေးထုတ်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေအမျိုးမျိုးလုပ်ငန်းတွေရှိတယ်လို့ပြောချင်တာဖြစ်တယ်အဲ့တော့ဒီလုပ်ငန်းတွေမှာဒီ juice တွေဘာလဲဆိုရင်ဘာလဲပေါ့နော်ဥပမာကျုစုအိုချဆိုလို့ရှိရင်အင်းညောစေဆိုကျော်ဟမ်မှုတို့ပန့်တို့အခရှိရောစသဖြင့်ဆိုလို့ရှိရင်ရှော့ကူရောဟင်းစေဆိုကျော်အဲ့နှစ်ခုလည်းတသေးကိုသိရမယ်ပေါ့နော်ကြက်ထားရမယ့်ထဲမှာပါတယ်နော်နောက်တစ်ခုနိုရင်းဆူဆန်ရှောနိုဒိုခေးတွေဝါတယ်နော်နိုရင်းဆူဆန်ရှောဆိုတာကကြောင့်လေစိုက်ပျိုးရေးနေတစ်တော်စိုက်ပျိုးရေးတစ်တော်နေရေလုပ်ငန်းပေါ့နော်အဲ့တော့ဒါကတော့စိုက်ပျိုးရေးဒါကတစ်တော်ဒါကရေလုပ်ငန်းအဲ့တုံးပေါင်းထားတာနော်စိုက်ပျိုးရေးရဲ့တစ်တော်ရဲ့ရေလုပ်ငန်းစသည်တွေရဲ့တိုးခေးဒေဝါဆိုတာကတော့ဇရာမှာဆိုလို့ရှိရင်ပေါ့နော်စီရင်ဇရာအရာဆိုလို့ရှိရင်နီဟွန်နော်ရှော့ကူရောဟင်းစေဆိုကျော်နော်ခိုကူနိုင်စေဆန်ကကူကဒီပြည်တွင်းထုတ်လို့ချင်းတန်မိုးပေါ့နော်ပြည်တွင်းထုတ်လို့တဲ့တန်မိုးကတွေနော်ခိုစန်းနန်းရခုနော်နှစ်တည်းအများကြီးမှာပြည့်မြအဖြစ်ဆန်ဂျူနာနာချောအန်တို့နာတေအိုရီမတ်မကြသေးခင်နှစ်တည်းကပေါ့နော်တစ်နှစ်မှာ38 trillion ပေါ့နော်ချောအန်ဆို trillion ပြော trillion ခန့်ရှိတယ်လို့ပြောချင်တာနော်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးကအဲ့လောက်ကိုများတယ်လို့ပြောချင်တာပဲနော်အောက်မှာလည်းဇာတ်ခွက်လေးပြထားတယ်နော်ဥကိုခီဆိုတာကတော့ဒါပြောင်းလဲလာပုံပေါ့တစ်စင်တိုးတက်ပြောင်းလဲလာတဲ့ပုံလေးတွေပေါ့နော်ဇာတ်လေးကြီးပြထားတယ်ဇာတ်ကတော့အဲ့လောက်ကြီးသေးသေးချက်စရာမလိုဘူးဒါပေမဲ့ဒီဇာတ်လေးကတော့သိထားရမယ်နော်ဒါလေးတွေမှတ်ထားရမယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ရှော့ကူဟင်းစေဆိုကျော်နော်ကိုကူနိုင်ဆန်ဆန်ကခုမှာဆိုလို့ရှိရင်2021ရဲ့ဟာပေါ့နော်ဒီဟာကအဲ့တော့de toruto shokuhin နော် de toruto shokuhin ဆိုတာကဘာပြောကြလဲဆိုအပူပေးပြီးတော့ပိုးတက်ပြီးတော့ထုတ်ပို့ထားတဲ့စားတောက်တွေနောက်တစ်ခါကျတော့ဒေတိုခန့် sorry လေတိုချိုးရီရှုပ်ကူဟင်းအသင့်ချက်လို့ရအောင်လို့အေးခဲထားတဲ့စားတောက်တွေဒီမှာချိုးမိရောဟင်းခက်အမွှေးကြမ်းရှိမယ်
in your hand ဆိုတာတောက်เสียဖြောရမကရှိမယ်ပြီးတော့လို့ရှိရင်စိုးဆိုင်ဆိုတာကတော့အရန်ဟင်းနေဆူရှီတွေဘန်တို့ထမင်းမှုတွေရှိမယ်ရှောကူနီကူဆိုတာတော့အသားတွေပေါ့နော်ဟင်းချက်တဲ့ကမှာအရန်တင်သုံးလို့ရတဲ့အသားတွေရှိမယ်နောက်တစ်ခါကျတော့ချီကူဆန်ရှောကူရီယိုဟင်းချီကူဆန်ရှောကူရီယိုဟင်းဆိုတာကျတော့မွေးမြူရေးထွက်စားတောက်ကုန်ပစ္စည်းတွေနောက်တစ်ခါကျတော့ဆွေးဆန်ရှောကူရီယိုဟင်းဆိုတာတော့ရေထွက်စားတောက်ကုန်ပစ္စည်းတွေနောက်တစ်ခါကျတော့စိတ်ခုခုစိတ်ဖူနော်စိတ်ခုခုစိတ်ဖုန်းဆိုတာကျတော့ဒီအခွန်ချွတ်ထားစိတ်ခုခုဆိုတာအခွန်ချွတ်ထားတဲ့ပစ္စည်းတွေစိတ်ဖုန်းဆိုတာအမှုန့်ကျိတ်ထားတဲ့ပစ္စည်းတွေနောက်တစ်ခါကျတော့မန်ဒူရီခောက်ဆွဲအမျိုးအစားတွေပန်ဒူရီပါမှုအမျိုးအစားတွေခါရှီရူရီအချိုသေးစာအမျိုးအစားတွေဆိုလို့တခြားအရာတွေပေါ့နော်အဲ့ဒါတွေအတီးတီးရှိကြတယ်လို့ပြောချင်တာဖြစ်ပါတယ်ရှော့ကူဟင်းစိတ်ဆိုယောဂအာမွန်ဘယ်လောက်ရှိလဲဆိုရင်36.5ရှိတယ်ပေါ့နော်ဒါကတော့ဘာလဲဆိုရင်ဘွန်းတွေအမျိုးအစားတွေရဲ့စေးဆန်းကခုပေါ့နော်ဒီသူတို့မှာတုံးနေငွေကြေးတွေရဲ့နောက်တစ်ခါကျဝါရီအားကြီးပေါ့နော်အချိုးတွေပေါ့အဲ့တော့ဘယ်လောက်အချိုးမှာ100မှာသူတို့ကဘယ်လောက်အချိုးပါဝင်နေတယ်အဲ့ဒီမှာတုံးထားတဲ့ပတ်စံကဘယ်လောက် trillion ရှိရဆိုတာကိုဒီမှာဖော်ပြထားတာဖြစ်ပါတယ်နောက်တစ်မျက်နှာကိုဆက်ကြည့်ပါမယ်အဲ့တော့ definition တွေနဲ့တူတဲ့ဟာတွေကတော့တေချာရနေမှာဖြစ်မှာเนาะအဲ့တော့ in shokunyo hinsei sogyo tokuteki no ichigo de tsuyonagi no เนาะဒီစားတော့ကုန်ထုတ်လို့ချင်းကျွမ်းကျင်လောက်သားပေါ့เนาะအဲ့လုပ်ငန်းကျွမ်းကျင်လုပ်သားစာပေပွဲမှာဆိုလို့ရှိရင်လိုအပ်တဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲဆိုတော့ဒီလိုလုပ်သားတယောက်မှာလိုအပ်တဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲဆိုလို့ရှိရင် in shokunyo hinsei sogyo tokuteki no ichigo no ဇိုင်လူရှိခကုရှာပေါ့နော်ဒီဟာကိုလက်မှတ်တုတ်တဲ့နံပါတ်1လက်မှတ်ပေါ့နော်စောက်ကောင်တုတ်တဲ့နံပါတ်1လက်မှတ်ကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ကဟာတာရာခုကျော်ရှူကသူတို့အလုပ်လုပ်ရမယ်လုပ်ငန်းတွေကဘာတွေလဲဆိုလို့ရှိရင်ချစ်ကုဆန်ရှော့ကိုရောဟင်းနော်မွေးမြူရေးစားတော့ကောင်ထုတ်လုပ်ခြင်းလုပ်ငန်းတွေနော်စေဆိုကျော်ဆိုစားတော့ထုတ်လုပ်ခြင်းလုပ်ငန်းတွေဆွေးစန်းရှော့ကိုရောဟင်းစေဆိုကျော်ဆိုတာကရေတွက်ပစ္စည်းစားတော့ကောင်လုပ်ငန်းတွေနောက်ကချောမီရောစေဆိုကျော်ဆိုတာကဟင်းကပ်အမွေးကြိုင်ထုတ်လုပ်တဲ့လုပ်ငန်းတွေပန်တို့ခါရှီစေဆိုကျော်နော်ပါမုတ်တွေတီဇာတွေထုတ်လုပ်တဲ့လုပ်ငန်းစိုးဆိုင်စေဆိုကျော်ဆိုတာကအရန်ဟင်းတွေထုတ်လုပ်တဲ့လုပ်ငန်းဒေတိုချော်ဒီရှော့ကဟင်းစေဆိုကျော်အပေါ်ကဇာတ်ကွက်တဲ့ဟာတွေအကုန်ပါတာပါပဲနော်ဥမာအေးခံထားတယ်အေးခံပြီးတော့မှအလွယ်တကူဟင်းချက်လို့ရတယ်စားတောက်ကုန်လုပ်ငန်းတွေနောက်တစ်ခုကျတော့စေရောအင်းရောစေဆိုကျော်เนาะစေရောအင်းရောစေဆိုကျော်ဆိုတာကြတော့အချိုရည်ပေါ့เนาะအချိုရည်ထုတ်လုပ်တဲ့လုပ်ငန်းတွေနောက်တော့အာဒီမှာစသည်ဖြင့်ရှိပါတယ်အဲ့တော့တကုတဲနံပါတ်1ကင်ထားရတဲ့သူတွေလုပ်ရမယ့်လုပ်ငန်းတွေကဒါတွေရှိတယ်เนาะဒုံတို့ပြောရှိတယ်မို့ဘယ်လုပ်ငန်းအမျိုးအစားပဲဖြစ်ဖြစ်ရှော့ကူဟင်းအေးစိတ်သူ့ကိုเนาะဒီဝန်ထမ်းတွေရဲ့ sorry အစားအသောက်တွေရဲ့အနေနဲ့ကင်ရှင်းမှုပေါ့เนาะကျန်းမာရေးပေါ့အစားအသောက်တွေရဲ့ကျန်းမာတန်ရှင်းရေးနဲ့ရိုးသောအန်ဆန်လုပ်ငန်းခွင်ဝန်ထမ်းပေါ့เนาะလုပ်သားဘေကင်းလုံခြုံမှုရှိနိုင်တဲ့ဟာကရှိဖို့ကတဲ့เนาะจิชิခိဘဟုတုတတို့ကြီးနော်เนาะဒီဘဟုတုတနဲ့ကျွမ်းကျင်မှုကဒီဇေယောတုံနာဒီမှာအဲ့ဒီဘဟုတုတရဲ့ကျွမ်းကျင်မှုတွေကလိုအပ်ပါတယ်ဆိုလိုချင်တာကစားတောက်တွေထုတ်လုပ်တဲ့အခါမှာတန်ရှင်းကျန်းမာမှုရှိရမယ်ထုတ်လုပ်တဲ့လုပ်ငန်းထုတ်လုပ်တဲ့ဝန်ထမ်းတွေလည်းဘေကင်းလုံခြုံမှုရှိရမယ်စားတဲ့အသိပညာတွေနဲ့ကျွမ်းကျင်မှုတွေလိုအပ်တယ်လို့ပြောချင်တာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ short coin AC ကိုတစ်ချက်ကြည့်ကြည့်မယ်ရှော့ကူဟင်းအေးဆေးဆိုတာကဒီစားတောက်ကုန်တွေတန့်ရှင်းခြင်းပေါ့နော်ကျန်းမာတန့်ရှင်းခြင်းအဲ့တော့အေးဆေးဆိုတာကကျန်းမာတန့်ရှင်းဝါတို့ဝါပေါ့နော်အင်းနိုချီဒီအေးဆေးလို့ဆိုလိုတာကအင်းနိုချီပြောရမယ်ဆိုတနည်းအားဖြင့်စိမ့်မိတ်ပေါ့နော်လူအသက်လူဘဝကိုမမိုးတို့ကာကွယ်ဖို့မမိုးတို့ကိုတိုတက်ကာကွယ်ဖို့ဖြစ်ပါတယ်เนาะကာကွယ်တာကိုကျွန်တော်တို့အေးစိတ်လို့ခေါ်တယ်ရှော့ကွင်းအေးစိတ်တို့ကအစားအသောက်တွေကိုရှော့ကွင်းအေးစိတ်ဆိုတာကကြတော့ရှော့ကွင်းကိုသပဲတဲ့အစားအသောက်ကိုစားပြီးတော့မှဟီတိုကပြောခင်းနီနာရနိုင်ကိုတို့လူတွေကနေမကောင်းမဖြစ်တာတို့ခေကောက်ရှိနိုင်ကိုတို့ဒဏ်ရာအနာတရားမဖြစ်ခြင်းတွေကိုပြောတာဖြစ်တယ်ပေါ့နော်ဒဏ်ရာတရားမဖြစ်ဖို့နဲ့နေမကောင်းမဖြစ်ဖို့ကရှော့ကွင်းအေးစိတ်လို့ခေါ်တယ်ဒါလေးနှစ်ခုလုံးရေးကြည့်ရနော်ဒီစာကြောင်းတွေလည်းကြည့်ရမယ်ဒါပေတရှိတိုကပြောခင်းနီနာတာရီစားတဲ့သူကနေမကောင်းဖြစ်တာတို့ခေကောက်ရှိနိုင်ရောနေရှော့ကိုဟေအိုစကူเนาะဒယာနာတရမဖြစ်ဖို့ရန်အတွက်အစားအသောက်တွေကိုပြုလုပ်မယ်ခန်းဒီစုလို့ဆိုတာကတော့ management လုပ်မယ်ထိန်းသိမ်းဆောက်ရှောက်မယ်ခွတ်တူကအဲ့ဒီလိုထိန်းသိမ်းဆောက်ရှောက်ချင်းတွေကရှော့ကိုဟေးစိတ်ဆိုနို့
ASA carry test စားတောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းရဲ့ ASA carry လို့ခေါ်တယ်ပေါ့ကျန်းမာတန်ရှင်းရေးပေါ့နော်ပြောမယ်ဆိုကျန်းမာတန်ရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှုကိုပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ Shokuhin တို့ ASA carry ကဒီအစားတောက်တွေရဲ့ကျန်းမာရေးစီမံခန့်ခွဲမှုသည်ဂျူပွန်တင်နိုင် Shokuhin နော်မလုံလောက်တဲ့အစားတောက်တွေမှာဆိုလို့ရှိရင်အန်ဆန်တင်နိုင် Shokuhin ပေါ့တနည်းအားဖြင့်ပြောရရင်ဟာလားဘေးရနေဘေးကင်းလုံခြုံမှုမရှိတဲ့စားတောက်ကုန်တွေကိုထားပိတာရှိတော့စားလိုက်တဲ့လူသည်ပြောခင်းနေတာတာတွေနေမကောင်းဖြစ်တာလို့เนาะခေကကိုရှိမတ်တရားညာတရားဖြစ်တာတော့ဖြစ်တတ်ပါတယ်အဲ့တော့その食品を作った会社はအဲ့ဒီအစားအသောက်တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီသည်ရှင်ရောをနာခုရှိますเนาะသူတို့ရဲ့ယုံကြည်မှုသူတို့ကုမ္ပဏီပေါ်မှာထားတဲ့ဒီစားသုံးမှုတွေယုံကြည်မှုတွေပျောက်ပြတ်သွားမယ်လို့ပြောချင်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုနေမကောင်းဖြစ်တာတော့သိမှာပေါ့နော်စားပြီးလို့ရှိရင်ဝမ်းပြက်ဝမ်းလျှောဖြစ်တာဟုတ်လားအလက်ဂျစ်တွေဖြစ်လာတာဒါတွေကနေမကောင်းဖြစ်တာပေါ့ခေကောက်ရှိမဆိုတာကြတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဥမာအစားတောက်ထဲမှာဆရာမတို့ကစတာပလာပါသွားတာလေဟာလားနောက်တစ်ခုဆရာမတို့ဖန်ကွဲစားတွေနော်ထုတ်လုပ်တဲ့စက်တွေကနေပြီးတော့မှချို့ယွင်းပြီးတော့ဆက်ကကျိုးပဲ့ထွက်သွားတယ်အပိုင်းအစားတွေစားတွေတွေကကျွန်တော်တို့စားတဲ့သူကိုဒဏ်ရာနာတရားဖြစ်စီတယ်နောက်နေမကောင်းဖြစ်စီတယ်ဒါတွေကိုပြောချင်တာဖြစ်ပါတယ်အဲ့လိုမျိုးဥပမာကိုလမ်းဘေးအတုပ်ဆိုင်မဲ့ထားပါအောင်နော်ကိုကအဲ့ဒီအတုပ်ဆိုင်မှာစားလိုက်တယ်စားပြီးတော့ဝမ်းလျှော့တယ်ပဲဆိုပါစို့ဒီအတုပ်ကြောင့်မှလည်းဖြစ်စင်မှဖြစ်မှာပေါ့နော်ဒါပေမဲ့အခက်မသိလို့ဝမ်းလျှော့လိုက်တဲ့အခါမှာအဲ့ဒီဆိုင်ကိုနောက်တစ်ခေါက်တော့ပြန်စားပါအောင်မလားမစားတော့ဘူးလေနော်အဲ့ဒီလိုပဲဒီဥပမာဒီ ABC ပဲဆိုပါစို့နော်ဒီ ABC ကုမ္ပဏီကထုတ်လိုက်တဲ့ပစ္စည်းကအစဒီပစ္စည်းထဲမှာဒီပါမုတ်ထဲမှာကွာ stabilize ပါလာတယ်နော်စပင်ချီပါလာတယ်ဆိုရင်ဒီကုမ္ပဏီပေါ်မှာစားတဲ့သူတွေထားတဲ့ယုံကြည်မှုကလုံးဝပျောက်သွားပြီ။နောက် ABC ကမဟုတ်ဆိုရင်ဘယ်လောက်ကောင်းကောင်းမစားတော့ဘူးဆိုတော့စိတ်မျိုးဖြစ်စေတာကိုပြောချင်တာနော်။ဒါကတော့ Shokuhin ASA ကိုပြောတာ။ကဲနောက်တစ်ခုဆက်ကြည့်မယ်ဆိုရင် Rodo Ansan နော်ဒီလောက်သားတွေရဲ့ဘေးရနေရဲ့ကင်းရှင်းမှုကိုပြောချင်တာဖြစ်တယ်။အဲ့တော့ Shokuhin စိတ်ဆိုးခိုးကြောတဲ့ဝါတယ်နော်ဒီစားတောက်ကုန်စက်ရုံတွေမှာဆိုလို့ရှိရင်ခေကနာတို့နော် Rodo ဆိုင်ကိုက်က okite mas မတော်တဆဖြစ်မှုဒီတရားနာတရားဖြစ်စေတဲ့လောက်သားမတော်တဆမှုတွေကဖြစ်ပွားလေရှိတယ်။ခိုးကြောရာစာကြောကြောတဲ့နော်ဒီစက်ရုံတွေလုပ်ငန်းဝင်ဒီမှာဆိုလို့ရှိရင်ခေကနာတို့ရှိနိုင်တမယ်နီဝဒဏ်ရာနာတရားမဖြစ်ဖို့ဆိုလို့ရှိရင်စာကြောဖုကူရလုပ်ငန်းဝင်တော့ဝစ်စုံတွေရဲ့ဟဲရူမတ်တို့နာတို့နော်အန်ဇန်ဟိုကိုကူပေါ့နော်ဟိုကိုကူဆိုတာကလည်းဆိုလို့ရှိရင် safety ဝစ်စုံလို့ပြောတာเนาะဘေးကင်းလုံခြုံမှုရှိတယ်အနေနဲ့ကင်းတဲ့ဝစ်စုံခုနပြောတဲ့လုပ်ငန်းခွင်ဝစ်စုံတွေ helmet တွေပေါ့နော်အုတ်ထုပ်တွေစသည်ကိုတဲ့ထာရှိခုချက်ကိုရောရှင်းခဲ့တယ်ပါဤခဲမှာဆက်မမှန်ကန်ကန်မဝစ်စင်လို့မဖြစ်ပါဘူးဆိုしてအဲ့ဒါပြီးတော့လို့ရှိရင်ခိုးကြောတဲ့ခိမတ်တေရူရူဒီစက်ရုံထဲမှာသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေရဲ့စာပြောတေကျွန်းရှောဆိုတာကကြတော့လုပ်ငန်းခွင်သုံး manual စာအုပ်ကိုပြောတာเนาะလုပ်ငန်းခွင်သုံးလမ်းညွှန်စာအုပ်တွေကိုတဲ့မမုတ်တဲ့စာပြောအခုနာဝခဲ့တယ်ဗာနာလေးမှာဆန်အဲ့ဒါတွေကိုလိုက်တာမှတ်သားပြီးတော့လုပ်ငန်းခွင်ကိုမပြုတ်လို့မရပါဘူးเนาะခိကိုင်ကခိကူကိုစကောက်တို့ခိမို့စက်ပစ္စည်းတွေเนาะစက်ပစ္စည်းအသုံးဆောင်တွေကိုသုံးတဲ့အခါမှာလေးပဲခိုးကြောတဲ့ခိမတ်တေရူရူရเนาะစက်ရုံထဲမှာတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေရဲ့နောက်စာပြောတေကျွန်းရှော်ကိုဒီလုပ်ငန်းခွင်သုံး manual စာအုပ်ကိုမမိုရနာကုတေဝိုင်ကမဆန်မလိုက်နာလို့မရပါစာပြောရှာနိုအန်ဆန်တို့ခန်ကိုမမိုရကိုတို့ကဒီလုပ်ငန်းဝင်လှုပ်ဆောင်နေတဲ့အလုံးလုံးနေတဲ့သူတွေရဲ့အန်ဆန်ဘေးကင်းလုံခြုံမှုနဲ့ခန်ကိုကျန်းမာရေးကိုမမိုရကိုတို့ကကာကွယ်တာကိုရိုဒိုအန်ဆန်လို့ခေါ်ပါတယ်လို့ပြောထားတာဖြစ်ပါတယ်လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးပေါ့နော်အဲ့လိုခေါ်တယ်လို့ပြောထားတာဖြစ်ပါတယ်ဒါကတော့နံပါတ်1ခေါင်းစဉ်2ပေါ့နော်အခန်း1ရဲ့နံပါတ်ခေါင်းစဉ်2ကိုပြောသွားတာဖြစ်တယ်ဒီလောက်မှရင်ပဲအခန်း1ကပြီးတော့မှာပေါ့နော်အဲ့တော့နောက်ဗီဒီယိုလေးမှာအခန်း2ဆိုပြီးတော့မှခွဲပြီးတော့ selection ပြပေးပါမယ်နော်